ဟာဘောအထိုင်ကိုအပေါ်လှုပ်ကြည့်ရင်လည်းကလီယာဖြစ်နေတဲ့ပုံစံအပြင်လှည့်ကြည့်ရင်လည်းဟာဘောညီးတန်တွေပေးနေတဲ့ Toda Crown မြန်မာခေါ်ဂျယ်လီကားလေးရဲ့ရှေ့ဟာဘောအတန်ပေးနေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကဟာဘောအဟောင်းကိုပလန်နင်းထုတ်ဟာဘောအစ်စ်ကိုပလန်နင်းထဲမဲ့ပုံစံလေးကိုဘဝုဒ္ဓအနေနဲ့ပြကျင်တာဖြစ်ပါတယ်ဒါနင်းထုတ်လိုက်တဲ့ဟာဘောအဟောင်းအထဲမှာဘောဆန်တွေဒါလောင်ကျွမ်းနေတဲ့ပုံစံလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အစ်စ်ပြန်လဲတက်ဆင်မဲ့ဟာဘောအစ်စ်လေးဖြစ်ပါတယ်ဟာဘောအစ်စ်လေးကိုပြန်ပလန်နင်းထက်ကလစ်တွေထက်ပြီးသွားရင်အဝိုင်းစည်းထိုင်တွေပြန်တက်ပြီးရင်ဟတ်ကျူဝင်နဲ့ပြန်ပလန်နင်းပြီးတော့ဒါပြန်လဲတက်ဆင်လို့ရမယ့်အပိုင်းလေးကိုပြကျင်တာဖြစ်ပါတယ်မိုးရာသီရောက်ပြီဖြစ်တဲ့အတွက်ရေကြီးတတ်တဲ့ဒေသတွေရေကြီးတတ်တဲ့လမ်းတွေကိုသွားတဲ့အခါမှာတတိထားဆင်ခြင်ဖို့လိုပါတယ်ဟာဘောတွေရေမြုပ်တဲ့အခါမှာကြာလာရင်အခုလိုဟာဘောညီးတန်တွေပေးပြီးတော့ဟာဘောတွေလဲရတဲ့အဆင့်ကိုရောက်နေပါတယ်ခင်ဗျာအားလုံးပြီးလို့ဟန်နက်ကိုလော့တက်ပြီးပြန်ဖုံးပြီးတော့ဒါပြန်လဲတက်ဆင်လို့ရမယ့်အပိုင်းလေးဖြစ်ပါတယ်ဒါအသေးလဲထားပြီးအတန်ပြောက်နေတဲ့ပုံစံလေးဖြစ်ပါတယ်အားလုံးလည်းဘ ഹു တုဒရရှိကြပါစေအန်နယ်ကင်းလို့လည်းဘေးရှင်းကြပါစေခင်ဗျာ